မျိုးသမီးခွဲစိတ်ခန်းတဲ့ကိုတွန်းပို့ခံလိုက်ရပါတယ်ဆရာဝန်ကသူ့စစ်ဆက်ထားသူဟာအကောင်းဆုံးဆေးကုသရေးအဖွဲ့ကိုငှားရမ်းထားကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကကြောက်ရွံ့မှုတွေနဲ့ပြည့်နေခဲ့တယ်တကယ်တော့သူမပြန်လည်မွေးဖွားလာခဲ့တာပါသူမရဲ့စစ်ဆက်ထားသူနဲ့မိထွေးရဲ့သမီးကသူမကိုခွဲစိတ်ကတင်ကိုပို့ဆောင်ခဲ့တဲ့နေ့ကိုပြန်ရောက်သွားခဲ့တာပါအတိတ်ဘဝတုန်းကသူတို့ကသူမရဲ့ကျန်းမာတဲ့ရင်သားကိုယူဆောင်သွားခဲ့ကြတယ်ပြီးတော့အမေချန်ထားခဲ့တဲ့ကြီးမားတဲ့အမွေကိုလည်းယူသွားခဲ့ကြတယ်အခုတော့အမျိုးသမီးကအဲ့ဒီနေရာကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်သူမကစစ်ဆက်ထားသူကိုမိခံတစ်ကြရဲ့တိုးဝက်နံပါတ်မပြောပြရသေးကြောင်းပြောခဲ့တယ်အဲ့ဒီနောက်သူမထွက်ခွာဖို့အခွင့်အရေးယူခဲ့ပါတယ်မထင်မှတ်ပဲသူစစ်ဆက်ထားသူကတကားအပြင်ဘက်မှာစောင့်နေခဲ့ပါတယ်ထိတ်လက်တကြားနဲ့အမျိုးသမီးကအမီနာကအထူးလူနာဆောင်တဲကိုပြေးဝင်သွားခဲ့တဲ့အထဲမှာအချမ်းသာဆုံးမိသားစုရဲ့အမွေဆက်ခံသူရှိနေခဲ့ပါတယ်လွန်ခဲ့တဲ့3လကသူရင်တိုက်မှုဖြစ်ပွားခဲ့ပြီးအပင်လူသားတယောက်ဖြစ်သွားခဲ့တာပါစစ်ဆက်ထားသူလိုက်လာတာကိုတွေ့တော့အမျိုးသမီးကအမျိုးသားရဲ့ဆောင်အောက်မှာပုံအောင်လိုက်တဲ့အဲ့ဒီအချိန်မှာသူမကိုထွက်သွားဖို့ပြောတဲ့အတန်တန်ကိုပြုတ်တရက်ကြားလိုက်ရတဲ့အမျိုးသမီးကအမျိုးသားရဲ့စိတ်ထဲကအတွေးတွေကိုကြားနိုင်မှန်းသဘောပေါက်သွားခဲ့တယ်သူစစ်ဆက်ထားသူကအခန်းထဲဝင်ဖို့ကြိုးစားခဲ့ပေမဲ့အမျိုးသားရဲ့လက်ထောက်ကတားဆီးခဲ့ပါတယ်ဒီအချိန်မှာအမျိုးသမီးကဘာလို့ရမှန်းမသိပဲဆောင်အောက်မှာပုံနေခဲ့တယ်အမျိုးသားရဲ့စိတ်ထဲကအတန်ကသူမကိုမလှုပ်ရှားဖို့ပြောခဲ့တယ်အမျိုးသမီးကသူ့ကိုအမြန်တောင်းပန်ခဲ့ပါတယ်စစ်ဆက်ထားသူထွက်သွားပြီးနောက်အပင်လူသားအခြေအနေရှိနေတဲ့အမျိုးသားကတကယ်ပဲတုံ့ပြန်မှုပြတာကိုတွေ့ရှိပြီးလက်ထောက်မင်သက်သွားခဲ့တယ်မကြခင်မှာပဲအမျိုးသားရဲ့အမေနဲ့ဆရာဝန်ရောက်လာကြတဲ့တားဖြစ်သူနိုးလာမဲ့လက္ခဏာတွေကိုတွေ့ရတော့အမေဖြစ်သူကအမျိုးသမီးကိုအရန်ကျေးဇူးတင်သွားခဲ့တယ်အမျိုးသမီးကလည်းအချမ်းသာဆုံးမိသားစုစီကအကူအညီလိုချင်နေခဲ့တယ်အမျိုးသားရဲ့အမေကအကြံပြုချက်တစ်ခုလုပ်ခဲ့တယ်အမျိုးသမီးကိုသူ့သားနဲ့လက်ထပ်စီချင်ခဲ့တာပါအမျိုးသမီးကအမျိုးသားရဲ့စိတ်ထဲကအတန်ကိုကြားလိုက်ရတယ်သူကဒီလက်ထပ်ပွဲကိုလုံးဝဆန့်ကျင်နေခဲ့တယ်ဒါပေမဲ့အမေဖြစ်သူကအမျိုးသမီးကိုဂရုပေးခဲ့တယ်သူမသားသူ့ချွေးမဖြစ်လာခဲ့ရင်သူ့စစ်ဆက်ထားသူဒါမှမဟုတ်မိထွေးရဲ့သမီးကိုဘယ်တော့မှကြောက်စရာမလိုတော့ဘူးတဲ့ဒါကိုကြားပြီးနောက်အမျိုးသမီးသဘောတူခဲ့တယ်အမျိုးသားရဲ့အမေကလက်ထပ်စာထုတ်ယူဖို့လက်ထောက်ကိုပြောခဲ့တယ်အမျိုးသမီးကအမျိုးသားကိုအိမ်ခေါ်သွားတော့မဲ့အချိန်လေးမှာပဲသူ့စိတ်ထဲကအတန်ကိုထပ်ကြားလိုက်ရပြန်တယ်တကယ်တော့ရင်တိုက်မှုကမတော်တဆမဟုတ်ခဲ့ပါဘူးသူတို့နှစ်ယောက်ဟန်ဆောင်လက်ထပ်ဖို့သဘောတူညီချက်တစ်ခုလုပ်ခဲ့ကြတယ်အမျိုးသမီးကသူ့နိုးလာတဲ့အထိသူ့ကိုပြုစုစောင့်ရှောက်ပေးရမယ်သူပြန်ကောင်းလာတဲ့အခါသူမရဲ့ဆူတောင်းသုံးခုကိုဖြည့်ဆည်းပေးရမယ်အမျိုးသမီးကသဘောတူခဲ့တယ်ဒါပေမဲ့သူမဆေးရုံဝင်ဝကိုရောက်တာနဲ့စစ်ဆက်ထားသူနဲ့တက်တိုးခဲ့တယ်အမျိုးသားရဲ့အမေကအမျိုးသမီးဟာသူ့ချွေးမဖြစ်ကြောင်းပြောခဲ့တယ်အမျိုးသမီးကစစ်ဆက်ထားသူနဲ့တိုက်ရိုက်လမ်းခွဲလိုက်ပါတယ်အမျိုးသားရဲ့အိမ်ကိုပြန်ရောက်ပြီးနောက်အမျိုးသမီးကတကယ်စိန်ခေါ်မှုအခုမှစတင်တော့မယ်ဆိုတာသဘောပေါက်လိုက်တယ်သူမငယ်စဉ်ကတည်းကယောက်ျားတစ်ယောက်ကိုတခါမှမထိတွေ့ဘူးပေမဲ့ရောက်ခမကသူ့ကိုအဝိစားလဲပေးဖို့ကူညီစေချင်ခဲ့တယ်အမျိုးသားရဲ့စိတ်ထဲကအတန်ကစာချုပ်အတိုင်းလုပ်ဆောင်ဖို့သူမကိုပြောခဲ့တယ်အမျိုးသမီးကမျက်လုံးတွေကိုအုပ်ထားလိုက်ရတယ်အဲ့ဒီနောက်ရောက်ခမဝင်လာပြီးအမျိုးသားနဲ့သူမလိုချင်တာမှန်သမျှလုပ်ဖို့အားပေးခဲ့ပါတယ်မွေးစားသမီးကသမီးရင်းထက်3လငယ်ရုံနဲ့မိဘတွေကအမျိုးသမီးကိုမွေးစားသမီးအစားအဖြစ်ခံဖို့အတင်းအကျပ်စေခိုင်းခဲ့တယ်သူမထောင်ထဲမှာ9နှစ်ကြာတီးခံခဲ့တယ်ဒါကကျမတစုံတယောက်ရဲ့အိမ်ကိုအိမ်မှာစာပြပေးဖို့ပထမဆုံးအကြိမ်တွားရောက်ခြင်းဖြစ်ခဲ့တယ်ဒါပေမဲ့ကျမရှောက်ဝင်သွားတဲ့အခါဖက်နက်စင်ပုံမှာကလေးဖက်နက်တရံတောင်မရှိတာကိုသတိထားမိလိုက်တယ်ဒါကြောင့်ကျမစိတ်လှုပ်ရှားတဲ့နှလုံးသားနဲ့ထိုင်ကုန်ရှိပုံမှာထိုင်လိုက်တယ်ကျမအလှပြင်ဘူးကိုထုတ်ယူလိုက်ချိန်မှာမှန်တဲ့ကနေမထင်မှတ်ပဲသတိထားမိလိုက်တယ်အမျိုးသားကကြွယ်ရမှာအချိုရည်ကိုတိတ်တဆိတ်စိတ်ခတ်နေခဲ့တယ်အဲ့ဒါကကျမအကိုပြောခဲ့ဘူးတဲ့လူပြောင်းမှုအကြောင်းကိုချက်ချင်းပြန်သတိရသွားစေခဲ့တယ်ကျမအရန်ကြောက်လန့်သွားလို့တကားစီကိုအပြေးသွားခဲ့တယ်ဒါပေမဲ့နောက်တစ်ခဏမှပဲအမျိုးသားကကျမလက်မောင်းကိုဖမ်းဆွဲလိုက်တယ်မျောလင်းချက်မဲ့စွာနဲ့ကျမသူ့ပြစ်မှတ်ကိုတက်တက်ကန်လိုက်တယ်ပြီးတော့အိမ်အပြင်ကိုထိတ်လန့်တကြားနဲ့ပြေးထွက်သွားခဲ့တယ်ဒါပေမဲ့လက်လီကားတကားတွေမပိတ်နိုင်ခင်မှာအမျိုးသားကကျမလောက်ကိုအမြန်လိုက်ပြေးလာခဲ့တယ်ပြေးစရာနေရာမရှိတော့ပဲကျမအဖမ်းခံလိုက်ရတယ်ကျမမိသားစုကအရန်ချမ်းသာကြွယ်ဝကြောင်းပြောရင်းအသက်ချမ်းသာပေးဖို့အမြန်တောင်းပန်ခဲ့တယ်ရှင်ကျမကိုမနာကျင်အောင်လုပ်သွေးငွေဘလောက်ပမာဏမဆိုရပါတယ်အဲ့ဒီအချိန်မှာပဲကျမစကားပြောဆက်ကရုတ်တရက်မိလာခဲ့တယ်ဒါကိုမြင်တော့အမျိုးသားကစကားပြောဆက်ကိုကျမလက်ထဲကနေအမြန်ပုတ်ထုတ်လိုက်တယ်အဲ့ဒီနောက်သူကရေဖန်ခွက်ကိုကောက်ကင်ပြီးကျမပါဆက်ထဲကိုလောင်းထည့်ခဲ့တယ်တခုခုမားနေပြီဆိုတာတော့ပေါက်ပြီးဒီစစ်ကကျမသားပြန်တဲ့နေရာကိုရင်းစရာချလိုက်တယ်ဒီရောက်လာတဲ့ဒီကပတ်တရားမှာဒီမှာ
ပြန်ပေးဆွဲခဲ့သူကတတိမမူမိပဲပေါ့မျိုးသားကကျမခုလေးတင်ပြောခဲ့တာကိုရုတ်တရက်ပြန်တတိယသွားခဲ့တယ်သူအမားကြီးတစ်ခုလုံးမိသွားပြီးဖြစ်နိုင်မှန်းသဘောပေါက်ရင်းပေါ့သူကကျမအိတ်ကိုအထဲမှာရှာဖွေဖို့အမြန်ဆွဲယူလိုက်တဲ့ဥက္ကဋ္ဌနဲ့အပြေးရိုက်ထားတဲ့ကျမတို့ကိုတော်တော်တဆပြည့်စုံသွားလို့ဖြစ်တယ်သူကျမဟာတတိယတစ်ယောက်ကိုပြည့်စုံသွားတယ်ဆက်လာတော့ကျမအကူကကျမကိုသိရင်ရှာဖွေနေခဲ့ပါတယ်ကျမအကူလို့ခေါ်ခဲ့လိုက်တယ်ကောင်မလေးကသူ့မိဘတွေကသူ့မိသားကိုသူ့ညီမစီပေးအပ်ဖို့အတင်းအကျပ်စိတ်ခိုင်းခဲ့တဲ့နေ့ကိုပြန်လည်မွေးဖွားလာတဲ့သူ့မိဘတွေကသူ့မျိုးကိုလည်းညှိနှိုင်းခဲ့ကြတယ်လို့ထင်တဲ့ကောင်မလေးကသူ့မိဘသဘောတူခဲ့တယ်သူ့မိဘတွေကသူ့သူ့ညီမရဲ့မင်္ဂလာပွဲကိုဖျက်ဆီးနေတယ်လို့ထင်ခဲ့ကြတယ်သူတို့မသိခဲ့တာကတော့ကောင်မလေးကဒီမိသားစုကောင်မလေးကိုသူ့မိသားကိုသူ့ရဲ့မျက်နှာမိသားကို9နှစ်ကြာသူတစ်ဆိုင်ပြုစောင့်ရှောက်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ညီမကဘုံတိတ်ချတာမိသားကောင်မလေးကကောင်မလေးကိုအိမ်ထဲမှာတောက်ခတ်ထားခဲ့ပြီးသူ့ညီမကိုသူမအသားမျိုးသားရှိမှပေါ်လာစေခဲ့ပါတယ်ကောင်မလေးကအရာအလုံးကိုသူ့မိသားစုရှင်းပြဖို့ကြိုးစားခဲ့တယ်သူကသူမကိုဘာမှမလုပ်ခဲ့ပါဘူးမိသားကကောင်မလေးကိုနောက်ပိုင်းမှာကောင်မလေးကလည်းတစ်ခါမှဖြစ်ခဲ့ပြီးသူမကဖက်စိတ်ပတင်ပေါ်မှာလဲလျောင်းရင်းသူ့မိသားကသူ့ညီမနဲ့လက်ထပ်နေတာကိုသိရှိခဲ့ရပြီးနောက်ဆုံးမှာတော့သတိလစ်မေ့မျောသွားခဲ့ပါတယ်သူမမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့သူ့မိသားကမင်းနဲ့တာပြီးခဲ့ကြတယ်ပြီးတော့ကောင်မလေးကသူ့မိမသွေးကင်ဆာရှိခဲ့လို့သာသိရှိခဲ့ရတာဖြစ်ပါတယ်သူ့သွေးကကုသမှုအတွက်လိုအပ်ခဲ့လို့ပါငယ်စဉ်ကတည်းကသူမဟာအမြဲတမ်းအရေးမပါသူတယောက်ဖြစ်ခဲ့ရတယ်သူ့မိမဘာပဲလိုချင်လို့ချင်းသူမဆွလို့ခဲ့ရတယ်သူ့မိကသူမကိုအသက်အရွယ်ဖြစ်သွားခဲ့တယ်ဒီချိန်မှာကောင်မလေးကသူ့မိသားစုကမင်းကတစ်ခုဆက်ဆံရရှိခဲ့ပါတယ်အဲ့ဒီညဧကေဟာခန်းစီလာခဲ့ဖို့သူမကိုပြောထားပါတယ်ကောင်မလေးကဂတိအတိုင်းသွားခဲ့ပါတယ်ဒါပေမဲ့သူကသူ့မိမကိုသိသက်ထားတာကိုသိလိုက်ရတယ်ကောင်မလေးကဝမ်းနဲ့မသွားဘဲမနေနိုင်ခဲ့ပါဘူးအမျိုးသားကသူ့အနာကိုနောက်တစ်ချိန်မလာဘူးသူမကိုသတိပေးနေခဲ့ပါတယ်သူမသဘောတူခဲ့တဲ့အမျိုးသားကသူမကိုမင်္ဂလာပိတ်စာတစ်စောင်တန်ပေးပြီးသူတို့မင်္ဂလာပွဲကိုဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်မှာအပေါ်ကမျက်နှာကျမီဆိုင်ကရုတ်တရက်ပြုတ်ကျလာခဲ့တဲ့အမျိုးသားကသူ့ညီမကိုကာကွယ်ပေးဖို့အလင်းအမြန်လှုပ်ဆောင်ခဲ့တယ်ပြီးတော့ကောင်မလေးကဒဏ်ရာရသွားပြီးဆေးရုံကိုရောက်ပါတယ်သူမနိုးလာတဲ့အခါသူ့ဘေးမှာဘယ်သူမှမရှိတာကိုသိခဲ့ရပါတယ်ကောင်မလေးကဒီဘဝနဲ့အားတက်နေတာပါပြီးအခုတော့သူမစိတ်ဝင်စားတဲ့ဒါမှမဟုတ်သူ့မိသားစုကိုဘာမှမလုပ်မှရှိတယ်မျိုးသားရဲ့ကလေးကိုယ်ရင်သွားတာ10နှစ်ရှိခဲ့ပြီးဒါပေမဲ့သူမအိမ်အောင်ပြီးလို့လူလာလိုက်ရှိရဲ့ရောက်မှရောက်ကသူမရဲ့တပုံကိုကင်ပြီးသူ့ကိုတားဆီးလေးရှိခဲ့တယ်သူတို့ကသူ့ကိုနှလုံးသားမရှိဘူးလို့အော်ငေါက်ခဲ့ကြတယ်သူတို့အမကသူ့အတွက်တေဆုံးခဲ့ရတာလို့ပြောရင်းပေါ့ဒါကြောင့်သူကသူ့ဘဝတစ်လျှောက်လုံးနောက်အိမ်အောင်မကြည့်ခဲ့တော့ဘူးသူမတေဆုံးခင်သူပေါ့သူ့ဇနီးဘယ်တော့မှမတေဆုံးခဲ့ပဲမိသားစုရင်မောင်နဲ့အတူနေထိုင်နေခဲ့မှန်းသူသိရှိသွားခဲ့တယ်တကယ်တော့သူမ6ကမ်းပါးကပြုတ်ကျတာကဟန်ဆောင်လုပ်ခဲ့တာဖြစ်ပြီးလုပ်ငန်းစုရဲ့အစုရှယ်ယာတွေကိုလည်းလွှဲပြောင်းသွားခဲ့တာပါလူတိုင်းသူ့ကိုလှောင်ပြောင်နေချိန်မှာသူကနာကြီးစွာတေဆုံးသွားခဲ့တယ်ဒါပေမဲ့သူ့ဇနီးတေဆုံးဟန်ဆောင်ခဲ့တဲ့နေ့ကိုသူပြန်လည်မွေးဖွားလာခဲ့ပါတယ်ရောက်မှ2ယောက်ကသူ့ကိုလှည့်စားဖို့သူ့အစုရှယ်ယာတွေကိုစွန့်လွတ်အောင်လုပ်ဖို့နောက်တစ်ကြိမ်စူးစမ်းခဲ့ကြတယ်အမျိုးသားကနှာခေါင်းရှုံပြီးအစုရှယ်ယာတိုင်းကိုပြန်ယူခဲ့တယ်သူကသူ့ဇနီးရဲ့တေဆုံးကြောင်းလက်မှတ်ကိုယူဆောင်လာပြီးသူမရဲ့ဗန်စရင်ကိုပိတ်သိမ်းခဲ့တယ်ရောက်မှတွေကသူ့ကိုတားဆီးဖို့ပြေးဝင်လာခဲ့ကြတယ်အမျိုးသားကသူ့အတိတ်ဘဝတုန်းကသူတို့ကိုလာစဉ်ဒေါ်လာ9 သန်းပေးခဲ့တာကိုပြန်တရိယာသွားခဲ့တယ်ဒါပေမဲ့လည်းသူတို့ကသူ့ကိုတစ္ဆာဖောက်ခဲ့ကြတော့မှပဲသူကသူ့လူတွေကိုစာရွက်တွေပေါ်တစ်စိတ်တုံးနေပြီးသူတို့ကိုပြစ်ဖို့လုပ်နေတယ်ရောက်မှတစ်ယောက်ကအဲဒီနောက်သူကဆက်ပြီးလက်ခံရဖြစ်တယ်ဇနီးကသူ့ကိုပိတ်သိမ်းခံရပြီးနောက်မှာနိုင်ငံကနေထွက်ခွာလို့မရခဲ့ပါဘူးသူတို့နောက်ဆက်နေတော့မဲဆိုတာကိုမြင်တော့အမျိုးသားကဇနီးတစ်ယောက်ကိုလူသိရှင်ကြားရွေးချယ်မယ်လို့ချင်းချောက်ခဲ့တဲ့ရောက်မှတွေကငိုယိုပြီးသူ့ကိုနှလုံးသားမရှိသူလို့ခေါ်ကသူဟာကျင်းမောထက်တောင်ဆိုးတယ်လို့ပြောခဲ့တယ်အမျိုးသားကငါကမင်းတို့ကဝေးစားမထားခဲ့ရင်မင်းတို့လမ်းကြီးပေါ်မှာနေထိုင်နေကြရမှာလို့အေးဆက်စွာဆင်ပြခဲ့တယ်ဘာဖြစ်ခဲ့လဲဆိုတာကိုသိရှိပြီးနောက်မှာသူတို့ကသူ့ကိုစားတစောင်ကမ်းပေးခဲ့တဲ့အတွင်းထဲမှာသူ့ရဲ့ငယ်ချစ်ဦးရဲ့နာမည်သူနဲ့သူကြီးပြင်းခဲ့တဲ့အမျိုးသမီးပြီးတော့သူ့ကြောင့်အတိတ်ဘဝမှာဘယ်တော့မှလက်မထက်ခဲ့တဲ့သူဖြစ်ပါတယ်အမျိုးသားကအပြစ်ရှိတယ်လို့ခံစားရပြီးဒီဘဝမှာသူမကိုအစားပြန်ပေးချက်ကိုဖိတ်ဆက်လိုက်ပါတယ်ရက်အနေနဲ့အကြမ်းမှာသူကသူမကိုနိုင်ငံစီပြန်ခေါ်လာဖို့ကိုယ်တိုင်သွားခဲ့တယ်ဒါပေမဲ့တေဆုံးသွားပြီလို့ထင်ရတဲ့သူဇနီးကရင်မောင်းကိုခေါ်ဆောင်ရင်းပေါ်လာခဲ့ပါတယ်ရောက်မှတွေကသူတို့အမအသက်ရှင်လွတ်မြောက်ခဲ့ပြီးမှတ်ဉာဏ်ပြောက်ဆုံးသွားခဲ့ကြောင်းပြောခဲ့ကြတယ်အမျိုးသားကအမှန်တရားကိုသိနေခဲ့ပေမဲ့မသိဟန်ဆောင်ခဲ့တယ်သူတို့ကရင်မောင်းကိုတိုင်နဲ့ပြောင်းရွှေ့နေထိုင်ဖို့တောင်ခွင့်ပြုခဲ့ကြတယ်အမျိုးသားကနှာခေါင်းရှုံပြီးသူတို့ကိုတားဆီးခဲ့တယ်ပြီးတော့သူ့ဇနီးကိုသူ့ကိုလေစိတ်ကိုမောင်းပို့ပေးဖို့ပြောခဲ့တယ်သူတို့အစီအစဉ်အောင်မြင်ပြီလို့တွေးရင်သူတို့နှစ်ယောက်အယမ်းပျော်ရွှင်သွားခဲ့ကြတယ်ဒါပေမဲ့တကယ်တော့အမျိုးသားကသူ့ငယ်ချစ်ဦးကိုသွားကြိုနေခဲ့တာပါလမ်းတစ်ဝက်မှာရင်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တယ်သူ့တန်ရာတွေကပိုဆိုးရွားနေပေမဲ့ဇနီးဖြစ်သူကရင်မောင်းကိုအရင်ကယ်တင်ဖို့သူတို့ကိုပြောခဲ့တယ်ဆေးဝန်ထမ်းတွေကသူမကိုလစ်လျူရှုပြီးအမျိုးသားရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်ဇနီးဖြစ်သူနဲ့သူ့ရောက်မတွေကသူ့ကိုဆေးခတ်ပြီးသူ့အရေးပြားကိုရင်မောင်းစီအစားထိုးကူတာဖို့အကွက်ဆင်ခဲ့ကြတယ်အမျိုးသားကအသေးအတန်ရုန်းကန်ခဲ့ပေမဲ့မဖြစ်ခံနိုင်ခဲ့ပါဘူးသူတို့ကဆေးလုံးတွေကိုသူ့လက်ချောင်းနဲ့အတင်းတွန်းထည့်ခဲ့ကြတယ်သူတတိလေးတော့တဲ့အချိန်လေးမှာပဲသူ့ငယ်ချစ်ဦးကအချိန်ကြီးပြေးပြန်ရလာခဲ့ပါတယ်ကောင်မလေးကသူ့ကောင်လေးရဲ့တထေးမိခင်စီပထမဆုံးအကြိမ်လာလည်ခဲ့ပါတယ်။သူမအိမ်ထဲဝင်လိုက်တာနဲ့တခုခုမားနေတာကိုခံစားလိုက်ရတယ်။နေတိုင်းတထေးဘဝနဲ့နေထိုင်ပုံရတဲ့အမေဖြစ်သူမှာအရန်ကြမ်းတမ်းတဲ့လက်တွေရှိနေခဲ့တယ်။သူမကကောင်မလေးရဲ့တမိုးကြီးအိတ်ကိုတော့မနာလို့တလို့ကြည့်နေခဲ့တယ်။ချမ်းသာတဲ့ဆန်အိမ်ကတော့ပုံနေနဲ့ဖုံးလန်းနေခဲ့တယ်။အိမ်တော်ပေါ်ထားတဲ့သူတို့ရဲ့သဘောထားကအရန်ကြမ်းတမ်းတဲ့ကောင်မလေးကိုကိုကြီးစစ်စစ်ပေးတတ်ပြီးတာကတော့အိမ်တော်ရဲ့လက်တွေမှာပမာရစ်တွေနဲ့ပြည့်နေခဲ့တယ်။ကောင်လေးကကောင်မလေးရဲ့မတက်မတာဖြစ်နေတာကိုသတိထားမိလိုက်တဲ့သူကသူ့မိဘတွေကအိမ်ဖော်ကိုနည်းနည်းကြမ်းကြမ်းတမ်းတမ်းပြောလိုက်ရုံပါလို့ရှင်းပြခဲ့တယ်။ရုတ်တရက်အိမ်ဖော်ကလက်ဖက်ရည်ခွက်တစ်ခွက်ကိုသွတ်ချလိုက်မိတယ်။သူမအံ့ဩသွားလောက်အောင်ပဲရောက်ခတ်ကြီးကသူမ
မမျက်နှာကိုကားရိုက်ခဲ့တယ်ဒီလောက်ရင်းချင်းတဲ့အလုပ်တောင်ကောင်းကောင်းမလုပ်နိုင်ဘူးလို့သူမကိုပြစ်တင်ရင်းပေါ်ကောင်မလေးကအိမ်ပေါ်အတွက်ညံကြောင်းဝင်တောင်းပန်ပေးခဲ့တယ်အကွဲအစတွေကိုရှင်းလင်းနေတော့အိမ်ပေါ်ကသူ့လက်ကိုမတော်တဆတိမိသွားခဲ့တယ်ရောက်ခတိကသူမကိုချက်ချင်းထွက်သွားဖို့ပြောခဲ့တယ်ကောင်မလေးကအိမ်ပေါ်ကိုတွားကြည့်တင်ခဲ့ပေမဲ့အမျိုးသားကသူမကိုတားဆီးခဲ့တယ်အဲ့ဒီအချိန်မှာကောင်မလေးကကောင်လေးရဲ့မိသားစုကအရင်အေးဆက်တယ်လို့ခံစားလိုက်ရတယ်နောက်ဆုံးမှာတော့ကောင်လေးကသူမကိုအနားယူဖို့အခန်းထဲကိုဆွဲခေါ်သွားခဲ့တယ်သူမကသူမလက်မထက်ရသေးတာကြောင့်ဒါဟာသူ့မိသားစုကိစ္စတွေမှာဝင်ဆွတ်ထက်ရမယ်သူမနေရာမဟုတ်ဘူးလို့ပြောခဲ့တယ်ပြီးတော့ဒီစားနေတဲ့ကောင်မလေးကဒီတောက်တော့မဲ့အချိန်မှာအိမ်ပေါ်ရဲ့နာကျင်စွာငိုကြွေးတံကိုကြားလိုက်ရတယ်သူမအိမ်ပေါ်ရဲ့အခန်းကိုတွန်းဖွင့်လိုက်ပြီးသူမသတိလစ်နေတာကိုတွေ့ရှိခဲ့ရတယ်ကောင်မလေးကသူ့ကောင်လေးအခန်းတကားကိုအလင်းမြန်သွားခောက်ပြီးအိမ်ပေါ်ကိုစေးရုံခေါ်သွားပေးဖို့သူ့ကိုပြောခဲ့တယ်ဒါပေမဲ့အမျိုးသားကလုံးဝဂရုမစိုက်ခဲ့ပါဘူးသူကမိသားစုဝင်အားလုံးငှားထားတယ်လို့ပြောနေတယ်ဒါကြောင့်ကောင်မလေးကသူ့ရဲ့မိသားစုဆရာဝန်ကိုခေါ်လိုက်တယ်မကြခင်ပါပဲဆရာဝန်ရောက်လာပြီးအိမ်ပေါ်ရဲ့ဒဏ်ရာကိုကုသပေးခဲ့ပါတယ်ဆရာဝန်ထွက်သွားပြီးနောက်ကောင်မလေးကအိမ်ပေါ်ဟာသူ့ကောင်လေးရဲ့မိမဖြစ်နေကြောင်းတော်တဆသိရှိသွားခဲ့တယ်မိသားစုကသူမကိုဘာလို့အနိုင်ကျင့်ရတယ်လဲဆိုတာသူမနားမလည်နိုင်ခဲ့ဘူးဒါကြောင့်သူမသူ့ကောင်လေးကိုအမှန်တရားအတွက်မေးချင်ခဲ့တယ်ဒါပေမဲ့သူမသူ့ဝက်ချက်တစ်ခုကိုမတော်တဆကြားဖြတ်နာထောင်မိခဲ့တယ်ရောက်ခမနဲ့သူ့မိသားစုကသူမကိုလှည့်စားဖို့အသေးတွေဖြစ်တကယ်ဟန်ဆောင်နေခဲ့ကြတာပါသူတို့ကကောင်မလေးရဲ့မိသားစုပိုင်ဆိုင်မှုကိုသိမ်းလိုက်ခြင်းခဲ့ကြတာအမှန်တရားကိုသိရှိပြီးနောက်ကောင်မလေးကဒီအိမ်ကနေထွက်ခွာဖို့ချက်ချင်းကြံရလိုက်ပါတယ်